မှာဆုံးမရှိတဲ့နှင်းပြင်တွေအဲ့ဒီညကရုရှားနိုင်ငံယူရဲတောင်တန်းကြီးပေါ်မှာလူငယ်9ယောက်ရှိနေခဲ့ပါတယ်။သူတို့ဟာတာမန်လူတွေမဟုတ်ပါဘူး။အတွေ့အကြုံရဲ့ကျွမ်းကျင်တောင်တသမားတွေအင်ဂျင်နီယာကျောင်းသားတွေပါ။ဒါပေမဲ့နောက်တနေ့မနက်မိုးလင်းတဲ့အခါသူတို့ထဲကတယောက်မှသက်ရှင်မကျန်ရခဲ့ပါဘူး။သူတို့တည်ဆုံသွားပုံကတာမန်တဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘူး။တဲအိမ်ထဲကနေဓာတ်နဲ့လီးပြီးဖောက်ထွက်ထားတယ်။တချို့ကဝစ်စာရီမပါဘူး။တချို့ရဲ့မျက်လုံးတွေရှာတွေပျောက်ဆုံးနေတယ်။တချို့ရဲ့ဝစ်စာရီပေါ်မှာရေဒီယိုတက်တိကျရေဒီယေးရှင်းတွေတွေ့ရတယ်။ဒါဟာယူသားတွေလားရုရှားစစ်တပ်ရဲ့လျှို့ဝှက်လက်နက်လားဒါမှမဟုတ်ဒေသခံတွေယုံကြည်တဲ့တော်ကြီးမွေဟောက်ရက်တီလို့တရဝ